ယော်တဲ့ရွယ်ရှိတဲ့ကောင်လေးတယောက်ငယ်လေးကလေးကမိခင်ဘသူနဲ့တိုင်နေရပြီးခွဲခါသွားတဲ့ဖခင်ဘသူကိုရှာဝင်ကနေဘလို့အခက်အခဲတွေနဲ့ဘလို့ရင်ဆိုင်သွားမလဲဆိုတာကို2024ခုနှစ်ကထွက်ရှိခဲ့တဲ့စစ်စစ်မြတ်တာကိုဖော်ရှိထားတဲ့အိန္ဒိယရွှေရှင်ကားကောင်းလေးတကားနဲ့တစ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှန်ဒရာမီရှိတဲ့ဆယ်ယော်တဲ့ရွယ်ကောင်လေးကငယ်လေးကလေးကမိခင်ဘသူနဲ့နှစ်ယောက်တည်းနေရတာဖြစ်ပြီးမိခင်ဘသူကိုအရေးတကြီးနဲ့အရန်ချက်တဲ့ကောင်လေးပဲဖြစ်ပါတယ်။တရက်အလုပ်ကနေပြန်သူ့ရဲ့အိမ်ကိုပြန်လာနေတော့ရုပ်ရှင်ဇာတ်ဝင်ကတစ်ခုမှာသူ့ရဲ့အမေဆုံးသွားတဲ့အခန်းကိုရိုက်နေတာကြောင့်တကယ်တီဗီထင်ပြီးတော့ရှန်ဒရာကငိုနေခဲ့ပါတယ်။အဲ့ချိန်ဒရိုက်တာကရုပ်ရှင်ရိုက်နေတာလို့ပြောတာကြောင့်သူဒီလိုပုံစံမျိုးနဲ့သူ့ရဲ့အမေကိုမမြင်ချင်ဘူးလို့ဆိုကရှန်ဒရာကအိမ်ကိုပြန်ခေါ်သွားခဲ့ပါတယ်။တကယ်တော့သူ့ရဲ့အမေကရုပ်ရှင်ရိုက်တာကိုဝါသနာပါတဲ့သူတစ်ယောက်ဖြစ်ကအဲ့ဒီရုပ်ရှင်ကြောင့်ပဲသူ့ရဲ့ယောက်ျားကိုဆုံးလုပ်ပြီးခေါင်းဆောင်မင်းသမီးဖြစ်ဖို့ရွေးချယ်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုတားဖက်သူရှန်ဒရာကိုအမေဖြစ်သူကပြောလိုက်ပါတယ်။ထပ်ပြီးတော့ရှန်ဒရာကဖခင်မဲဖေးရသူ့ကြောင့်ဆိုပြီးဝမ်းနဲ့သွားနဲ့ပြောနေတော့ရှန်ဒရာကသူ့ဖေရဲ့အကြောင်းကိုမေးလိုက်ပြီးတော့သူတို့မျိုးနဲ့အလန့်ဝေးရဲ့မိုဘိုင်းမှာဖခင်ဘသူကိုရှာဖို့အတွက်ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ရှန်ဒရာတယောက်သူတို့မျိုးလေးကိုဆုံးသွားပြီးမိုဘိုင်းကိုသွားခဲ့ပါတယ်။ဟိုရောက်တော့သူ့အမေပြီးရဲ့လိပ်စာအတိုင်းသွားပြီးတော့တနေရာရောက်မှာတော့ကြသားတိုင်းတစ်ခုကိုတွေ့ပြီးအဲ့ဒီကဆိုင်ရှင်ရဲ့မျက်နှာကိုတေချာစိုက်ကြည့်လိုက်ချိန်မှာပဲဓာတ်ပုံတွေကသူ့ရဲ့အဖေပဲဖြစ်ပါတယ်။ဖေဖေသူငငယ်လေးကလေးကမမြင်ဘူးခဲ့ရတဲ့ရှန်ဒရာတယောက်ကတော့ဝမ်းသာအားရနဲ့သူ့ရဲ့အမေကိုဖုံးဆက်ပြီးတော့ပြောလိုက်ပါတယ်။တပတ်မှာတော့အဖေသူဘာလာကနောက်အိမ်တော်ပြူထားတာဖြစ်ပြီးသူ့အမျိုးသမီးကဘာလာကိုအမြဲတမ်းအနိုင်ယူရတဲ့သူပဲဖြစ်ပါတယ်။အပြင်မှာလည်းမိုးတွေကအဆက်မပြတ်ရွာနေတာကြောင့်ရှန်ဒရာကဘာလာရဲ့စက်သားဆိုင်ကိုတဖြည်းဖြည်းသွားရင်သူကအလုပ်ရှာနေတဲ့ကောင်လေးတယောက်ဖြစ်ကြောင်းနဲ့သူ့ကိုဒီမှာအလုပ်ပေးပြီးပတ်သက်မပေးပဲထမင်းကျွေးရင်ရပြီလို့ပြောတာကြောင့်ဘာလာလည်းရှန်ဒရာကိုမိမိချင်းမှာပဲတနာသွားခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲသူ့ရဲ့မိမရှိရာကိုသူ့ကိုဒီမှာအလုပ်ပေးဖို့နဲ့သူကလောက်ကမယူပဲနေစရာနဲ့ထမင်းကျွေးရုံနဲ့ရပြီလို့ပြောတာကြောင့်ကစီနေတဲ့ရှိတာအတွက်အချင်းပြေသွားခဲ့ပါတယ်။အဲ့ဒါနဲ့ပဲရှန်ဒရာကဘာလာနဲ့အတူကိုလိုပေးဖို့အတွက်ဖြစ်လာခဲ့ပါတယ်။တရက်ရှီရာရဲ့ဒူမစန်ဒရီကအကြောင်းတက်ဖို့အတွက်အတော်ပြည့်သူရဲ့အိမ်ကိုရောက်လာကရောက်ချင်းမှာပဲရှန်ဒရာနဲ့တန်တိုးသားပြီးတင်အောင်လုံးနဲ့အကြည့်ချင်းဆုံသွားခဲ့ပါတယ်။ဒါပေမဲ့စန်ဒရီကတော့ရှန်ဒရာကိုမြင်မြင်ချင်းမှကြီးမြတ်ဖြစ်နေခဲ့ပါတယ်။ငယ်လေးလေးရဲ့ပြဲသေးတကောင်တော့မတက်ဘူးတဲ့ရှန်ဒရာကတော့ကျက်တကောင်တက်ဖို့အတွက်အခက်တွေ့နေပါတယ်။အဲ့ဒီရှီလာလည်းရောက်လာကကျက်တကောင်တော့တက်ဖို့ဝင်လေးနေရင်သူ့အိမ်ကထွက်သွားလို့ပြောတာကြောင့်ဘာလာကရှန်ဒရာကိုမီးလုံးနိုင်တဲ့ကောင်လေးကိုပြောလိုက်ပါတယ်။အဲ့ဒါကြောင့်ပဲရှန်ဒရာလည်းကျက်တွေကိုစတင်ပြီးတက်ဖို့အတွက်ဖြစ်လာခဲ့ပါတယ်။နောက်ရောက်တော့ဘာလာတို့၃ယောက်ကအိမ်ထဲမှာထမင်းစားနေကြတာရှီရာကတော့အပြင်မှာနေစရာပေးထားတဲ့ရှန်ဒရာအတွက်ထမင်းတစ်ပတ်ကန်နဲ့ရေတစ်ခွက်ကိုပြင်ပြီးတော့ပေးလိုက်ပါတယ်။ရှန်ဒရာကတော့တမင်းမကန်တိုင်းကစက်သားတွေကိုကြည့်ကသူစက်ခဲ့တဲ့ကြက်တွေဖြစ်တာကြောင့်မစားရနိုင်ဖြစ်ပြီးအကုန်လုံးကိုလွတ်ပစ်ပြီးတော့ထမင်းတီးတံမဲ့စားလိုက်ပါတယ်။အဲ့ညမှာပဲရှန်ဒရာရဲ့အိမ်မက်ထဲကိုသူအချင်းလက်တက်ခဲ့တဲ့ကြက်တွေကသူ့ကိုပြန်ပြီးတက်ခဲ့တဲ့အိမ်မက်ချောင်းရုတ်တရက်လန့်နိုလာပြီးတော့သူလွတ်ပစ်ခဲ့တဲ့ကြက်ခေါတစ်ခုကိုတွားကောက်ပြီးကြည့်ကသူ့ဘဝမှာဘွေရဲစီးတစ်ကောင်တော့မတက်ဘူးခဲ့ပါဘူး။ဒါပေမဲ့ငါအမေစီကိုငါအဖေကိုပြန်ခေါ်ဖို့အတွက်ငါမင်းတို့ကိုဒီနေ့တက်ခဲ့ပါတယ်။ဒါပဲဖြစ်ဖြစ်ငါ့ကိုခွင့်လွှတ်ပြီးအိမ်မစိုးတွေထက်မက်ဖို့ကိုရှန်ဒရာကပြောပြီးအိတ်လိုက်ပါတယ်။မနေ့ရောက်တော့အချိန်မကောင်းတဲ့ရှီရာကအိတ်နေတဲ့ရှန်ဒရာရဲ့မျက်နှာကိုရင်းနှက်ပတ်ပြီးတော့နှိုးလိုက်ပါတယ်။နောက်တစ်ခါမှာတော့လူတစုကဟင်ဒူမျိုးနွယ်ဝင်ကောင်လေးနဲ့မွတ်စလင်ကောင်မလေးကိုသဘောမတူတာကြောင့်လိုက်ပြီးတော့ခွဲနေခဲ့ပါတယ်။မွတ်စလင်ကောင်မလေးကတော့သူမိဘတွေကိုအကြောင်းစုံပြောပြပြီးသူနဲ့သဘောတူပြီးဖို့ပြောနေချိန်ဂရူဒီလက်ခေါ်တဲ့ကောင်လေးရဲ့ဦးလေးကရလာပြီးသူနဲ့ပြန်လိုက်ဖို့ကိုပြောနေပေမဲ့ထိုကောင်လေးကတော့သူ့ချစ်သူနဲ့မဝေးဘူးအတွက်မွတ်စလင်ဘာသာကိုပြောင်းမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါကိုကြတော့ဂရူဒီကနေအောင်လုံးရဲ့အကောင်ကိုဖျက်ပြီးတော့ရဲရဲဆက်ဆက်တက်လိုက်ပါတယ်။ဒါကိုအခြားတစ်ဖက်ကနေလှမ်းကြည့်နေတဲ့ကောင်မလေးရဲ့မိဘတွေလည်းဝမ်းနဲ့ကိုကျွေးနေခဲ့ပါတယ်။စန်ဒရီကတော့အကြောင်းတော့ရတော့မှကြောင့်သူ့အမိမကြီးရဲ့ရှန်ရာကိုခေါ်သွားမယ်လို့အတော်ဘစ်သူကိုပြောလိုက်ပါတယ်။အဲနောက်ရှန်ရာလည်းသူမရဲ့အနောက်ကိုလိုက်သွားခဲ့ပါတယ်။ဟိုရောက်တော့သူမနဲ့သူ့ရဲ့တငယ်ချင်းကရှန်ရာကိုပညာပြချင်တာကြောင့်ရှန်ဒရာရဲ့ကြောင်းဝန်းပေါ်ကိုနေပြီးတော့ကြောင်းထဲကိုဝင်သွားခဲ့ပါတယ်။ရှန်ဒရာကတော့သူ့ရဲ့အမေနဲ့နေတိုင်းအဆက်ဆက်လုပ်ပြီးသူ့ရဲ့အဖေကိုမကြခင်ခေါ်လာမယ်လို့ပြောပါတယ်။တရက်ဘာလာနဲ့ရှန်ဒရာနှစ်ယောက်တည်းရှိနေချင်းရှန်ဒရာကဘာလာကိုသူနှိပ်ပေးမယ်လို့ပြောပြီးဘာလာရဲ့ဆက်လောက်ကိုနှိပ်ပေးလိုက်ပါတယ်။ပြီးတော့ဘာလာရဲ့အကြောင်းကိုမေးနေပါတယ်။ဒါပေမဲ့ဘာလာကတော့ဘာမှပြန်မပြောခဲ့ပါဘူး။ဒီလိုနဲ့ဆိုင်မင်းရဲ့တရက်မှာတော့စန်ဒရီကသူလျှောက်လဲဖို့အတွက်ရှန်ဒရာကိုအပေါ်ပဲခေါ်သွားခဲ့ပါတယ်။နှစ်ယောက်သားလည်းဟီးနီးနီးနဲ့စကားတွေပြောနေကြရင်စန်ဒရီကအစကတော့ရှန်ဒရာကိုအမိမကြည့်ပေမဲ့အခုတော့သူ့ရဲ့စိတ်ထဲမှာရှန်ဒရာရဲ့ပုံရိပ်တွေကိုအမြဲမြင်အောင်နေပြီးရှန်ဒရာရဲ့ပုံလူပကြီးကိုလည်းဆွဲနေခဲ့ပါတယ်။တရက်ဆိုင်ဝင်လူတယောက်ရောက်လာပြီးတော့မင်္ဂလာပွဲတဲ့ကျသားအော်ရာတွေလာမာနေခဲ့ပါတယ်။ဒါကိုကြတော့တခါမှသူတို့စီကိုအော်ရာမမဘူးလို့ဘာလာနဲ့ရှီရာကပြောနေခဲ့ပါတယ်။အဲနောက်မနက်ဖြန်အပြီးလိုဝေးပါဆိုပြီးတော့ဝဲသူကဆင်ရံဝင်တချို့ကိုပေးပြီးထွက်သွားခဲ့ပါတယ်။ရှီရာကတော့ပတ်စံတွေအများကြီးမကင်မှုတဲ့ကြောင့်ပြောနေပါတယ်။အဲဒါကြောင့်ယောက်ျားပိတ်သူရဲ့အနောက်မှာတေးကြချာပြုစုပေးပြီးတော့ယောက်ျားပိတ်သူကိုလည်းဖားနေခဲ့ပါတယ်။ဒါပေမဲ့ဖြစ်ချင်တော့
စက်သားခုန်နေတဲ့ဘာလာရဲ့လက်ကိုပစ္စည်းအလေးတစ်ခုကပြီးပြီးဘာလာတယောက်လည်းလက်ကျိုးသွားခဲ့ပါတယ်။နောက်မနက်မှာတော့အော်ရာမာယူသားတဲ့သူလည်းရောက်လာကစက်သားတွေအစင်သင့်မဖြစ်သေးလို့သူစီရင်ပေးထားတဲ့ငွေတွေကိုလာတောင်းပြီးတော့ပြောဆိုနေခဲ့ပါတယ်။အဲဒါကြောင့်ပဲရှန်ဒရာကဘာမှစိတ်မပူဖို့နဲ့အချိန်မီတူလိုပေးမယ်လို့ပြောလိုက်ပါတယ်။အဲနောက်ဘာလာစီကနေကြက်ခုန်နေအသေးစိတ်ကိုမေးပြီးဘေးကနေဘာလာကတခုချင်းစီပြောပြရင်းနဲ့နောက်ဆုံးမှာတော့အော်ရာပို့ဖို့အတွက်အစင်သင့်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့တော့ဘာလာကရှန်ဒရာကိုပို့ပြီးတော့တန်ရုံးစီဖြစ်သွားခဲ့ပါတယ်။ဆန်ဒရီနဲ့သူ့ရဲ့တငယ်ချင်းကစကားတွေပြောနေကြရင်ဆန်ဒရီရဲ့တငယ်ချင်းကကိုကိုချစ်တဲ့လူရဲ့တတွေးလေးမိရင်ဝက်ချန်ပြောက်တယ်လို့ပြောတာကြောင့်ဆန်ဒရီလည်းတကယ်လို့မပြောခဲ့ရင်ရောလို့ပြန်မေးရကြောင်းဒါဆိုတကယ်မချစ်လို့ပေါ့လို့ဆိုပြီးတမရဲ့တငယ်ချင်းကပြောလိုက်ပါတယ်။အဲတော့ဆန်ဒရီကရှန်ရာသူ့ကိုတကယ်ချစ်မချစ်ကိုစမ်းသပ်ဖို့အတွက်ရှန်ရာရဲ့တတွေးနဲ့သူ့ရဲ့ဝက်ချန်ကိုတူပေးပါလို့ရှန်ရာကိုပြောနေပါတယ်။ရှန်ရာလည်းစိတ်ထဲမှာရွရကြောင်နိုင်တယ်လို့တွေးနေပေမဲ့ဆန်ဒရီကတော့အရန်သိကျင်တာကြောင့်ရှန်ရာလည်းသူ့ရဲ့တတွေးနဲ့သူမရဲ့ဝက်ချန်ကိုတူပေးလိုက်ပါတယ်။မနေ့ရောက်တော့ဆန်ဒရီလည်းနိုးလာခဲ့ပြီးမှန်ကိုကြည့်လိုက်ချိန်မှာတော့သူ့ရဲ့ဘာမှမဝက်ချန်မရှိတဲ့ကြောင့်ရှန်ရာကသူ့ကိုတကယ်ချစ်တယ်လို့ထင်ပြီးပြောနေခဲ့ပါတယ်။အဲ့ဒါနဲ့ရှန်ရာရဲ့အနာကိုသွားပြီးတော့သူ့ကိုချစ်နေတာသိရတယ်လို့ပြောကအတင်းမေးရင်းနဲ့ဆန်တော်လည်းသူမကိုချစ်နေကြကိုဝန်ခံလိုက်ရင်အယောင်လုံးလည်းရည်သားတွေဖြစ်သွားခဲ့ပါတယ်။ဘာလာကတော့အရက်မတောက်တာကြားပြီးမလို့ရှန်တော်ရဲ့ဘေးမှာအရက်ထိုင်တော့ပြီးမုံမူနဲ့သူ့အရင်ကအကြောင်းတွေကိုရင်ခွဲပြလိုက်ချိန်မှာပဲရှန်တော်တယောက်လည်းပြောနေခဲ့ပါတယ်။နာရီတီပွဲတော်နေကိုရောက်လာခဲ့ပြီးဂရုတီကမျိုးရင်းကိုသူ့ရဲ့ကားနဲ့လိုက်ပက်ကြည့်ရင်ဘာလာတို့ကြက်သားဆိုင်လင်းကဖွင့်ထားတာကြောင့်ဒီလိုရေမျိုးကဘသူမိတ်နဲ့ဒါတွေကိုလုံနေရလဲဆိုပြီးသူ့ရဲ့တပည့်တွေကိုဆိုင်ပြစီဖို့အတွက်အမိပေးလိုက်ပါတယ်။အဲတော့ဂရုတီရဲ့တပည့်တွေကဘာလာတို့ရဲ့ဆိုင်လေးကိုတခုမှကြအကုန်ဖျက်ဆီးကဘာလာတောင်းမှန်တော့လည်းမရခဲ့ပါဘူး။အဲဒါကြောင့်ရှီရာကကြက်သားစီးတဲ့သွေးရည်နဲ့ဂရုတီရဲ့မျက်နှာကိုပတ်လိုက်ပါတယ်။သူမလည်းသူ့ကိုတခုခုလှုပ်တော့မှာကိုတတိယပြီးဂရုတီကိုတူထောက်တောင်းမှန်နေပါတယ်။ဒါပေမဲ့ဂရုတီကတော့သူ့ရဲ့တငင်းစင်ရတဲ့မျက်နှာကိုမကောင်းတဲ့အရေးတွေနဲ့ညစ်ပြန်လို့တဲ့ရှီရာကိုအရှင်မထားဘူးလို့ပြောပြီးရှီရာကိုတတ်ဖို့လုပ်နေချိန်မှာပဲရှန်ဒရာကဂရုတီရဲ့မျက်နှာကိုရေနဲ့ပက်ပြီးတော့စက်သားလေဒီတယ်လို့မျိုးဂရုတီရဲ့လေမင်းကိုလိလိုက်ပါတယ်။အဲဒါကြောင့်ဂရုတီရဲ့တပည့်တွေကရှန်ဒရာကိုတိုက်ခတ်ဖို့ဖိလာကြပြီးရှန်ဒရာကစက်သားခုတ်တယ်လို့မျိုးသူ့ရဲ့တပည့်တွေကိုပါတတ်လိုက်ပါတယ်။ဒါရီရဲ့အပြီးမှာတော့ရှန်ဒရာကသူ့ရဲ့မိသားစုကိုထိရဲ့မိသူမဆိုအရှင်မထားဘူးလို့ဆိုတာထိုနေရာကိုဘာဘူးလို့ခေါ်တဲ့လူတယောက်ရောက်လာပြီးမကြခင်ဂရုတီရဲ့လူတွေရောက်လာရင်အကုန်လုံးအရှင်ထားမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ပဲဘာဘူးကဘာလာတို့လေးရက်ကိုသူ့ရဲ့ဆိုင်ငန်းနဲ့အခြားတနေရာကိုခေါ်သွားခဲ့ပါတယ်။တပတ်မှာတော့ဂရုတီရဲ့လူတွေကဘာလာတို့ရဲ့အနောက်ကိုခြေရာခံပြီးတော့လိုက်ပါတယ်။တနေရာရောက်မှာတော့ဖះရောက်တစ်ခုကိုဘာလာတို့9ယောက်လည်းဝင်ပြေးသွားကသူတို့အားလုံးကိုမရေးမိစီဖို့အတွက်မျက်နှာမှာနင်းမုတ်တွေတုတ်လိုက်ပြီးထိုဖះเจ้าမှာရှိတဲ့လူတွေကိုပါလိုက်တော့ကြဖို့ကိုပြောလိုက်ပါတယ်။ဂရုတီရဲ့လူတွေကတော့ဘာလာတို့ဘက်ကိုလမ်းသားပြသွားတာကြောင့်ဖះเจ้าနဲ့ကိုရောက်လာကြပြီးမျက်နှာတွေမှာနင်းမုတ်တွေတုတ်ထားတာကြောင့်တရားခံကိုရှာဖို့အတွက်အခက်တွေ့နေခြင်းချန်နာကအာရုံပြောင်းပြီးသူတို့အားလုံးကိုထိုနေရာကနေထွက်ပြေးသွားခဲ့ပါတယ်။ဒါကိုဂရုရဲ့တပည့်ဖြစ်တဲ့ရှားမီငယ်စင်းမိသွားပြီးဘာလာတို့ရဲ့အနောက်ကိုလိုက်သားခဲ့ကြပြီးရှားမီရဲ့တနက်ကြီးတန်းကြောင့်ဘာဘူးရဲ့6ကိုလည်းမှန်သွားခဲ့ပါတယ်။ဒီလိုနဲ့ဘာဘူးကိုကူတွဲပြီးတော့အဆောက်အဦတစ်ခုစီကိုဝင်ဖို့ကြရင်ဒီကိစ္စကိုရဲစခန်းမှာတိုင်းညဖွင့်ဖို့ဘာဘူးကအကြံပေးပါတယ်။အဲဒါကြောင့်ဘာဘူးကရှန်နာကိုထိုနေရာကလည်းရဲစခန်းရှိတဲ့နေရာကိုတကူရေးစီနှမ်းညွှန်ပေးကအချိန်တော်ကြာပြီးမှတော့ရှန်နာတယောက်လည်းရဲစခန်းကိုရောက်လာပြီးရဲတွေကိုအကြောင်းစုံရှင်းပြပါတယ်။ထပ်ပြီးတော့လည်းဂရုတီအဖွဲ့ရဲ့ကြီးမားတဲ့ရဲစက်မှုတွေကိုအမြန်နေပေးဖို့နဲ့ပေါင်းနေတဲ့သူ့မိသားစုကိုအမြန်ကန်နေပေးဖို့ကိုပြောနေပါတယ်။အဲဒါကြောင့်ရဲရရှိဒေးမန်ကရှမ်ရာကိုခေါ်ပြီးတော့ရှားမီတို့ရှိတဲ့နေရာကိုဦးတည်ပြီးတော့တောက်ခဲ့ကြပါတယ်။ဝေရောက်တော့ရှားမီကရဲရရှိဒေးမန်နဲ့အငင်းကိုပိတ်နေခဲ့ကသူတို့သားမဲ့လန်ကိုအေးသေးပဲဖို့ကိုရှားမီကိုပြောလိုက်ပါတယ်။ဒါပေမဲ့ရဲရရှိကတော့ကားပေါ်ကရှမ်ရာအပေါ်အန်ရမကြားရအောင်နေရာလွဲပြီးတော့ထောက်ခါသွားခိုင်းလိုက်ပါတယ်။ရှမ်ရာတယောက်လည်းသူ့ရဲ့မိသားစုဝင်တွေစီကိုရောက်လာတဲ့အချိန်မှာတော့ဘာဘူးတယောက်အသက်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။အဲဒါကြောင့်သူ့ရဲ့မိသားစုကိုရဲရရှိတယောက်နဲ့အတူဘေးကင်းလုံခြုံတဲ့နေရာတစ်ခုစီကိုသွားခဲ့ကရှန်ရာကိုတော့ထောင်တစ်ခုမှလုံခြုံအောင်ထည့်ထားပါတယ်။အခြားတစ်ဖက်မှာတော့ဂရုတီရဲ့မိခင်ကသူသားတိတ်ဆုံမှုအတွက်တရားခံတွေကိုအများဆုံးလက်ရှာဖို့ရဲတချို့ကိုငွေပေးပြီးတော့အမိပေးလိုက်ပါတယ်။တရက်ရှန်ရာရှိတဲ့ထောင်ကိုခေါင်းပေါင်းနဲ့မျက်နှာအုပ်ထားတဲ့လူတစ်စုကရောက်လာကရှန်ရာကိုတပ်ဖို့အတွက်ဖြစ်လာခဲ့ကရှန်ရာကသူ့ရဲ့အိမ်ထဲမှာအမဲဆောင်ထားတဲ့ဓာတ်တစ်ချောင်းနဲ့အကုန်လုံးကိုရှင်းပြလိုက်ပါတယ်။အဲ့ဒီညမှာပဲနာဘာရီပွဲကိုကျင်းပတဲ့နေရာမှာရှန်ရာကရှားမီတို့အဖွဲ့ရဲ့မကောင်းမှုတွေအတွက်အားလုံးကိုလက်သားကြီးတပ်ဖြတ်ကဂရုတီရဲ့မိခင်လည်းရောက်လာပြီးသူတို့မျိုးနယ်တစ်ခုကိုတပ်ဖြတ်ခဲ့တဲ့ရှန်ရာကိုမကြည်နဲ့ကြောင်းအော်ဟစ်ပြီးပြောနေပါတယ်။ရှန်ရာလည်းဒါကိုကြားချင်းမှာပဲအမေတယောက်ကကလေးတယောက်မွေးပေးုံနဲ့မဟုတ်ပဲအဲ့ဒီကလေးကိုကောင်းကောင်းမွန်မွန်နဲ့ပြုစုပေးဖို့လည်းလိုသေးတယ်လို့ဂရုတီရဲ့မိခင်ကိုပြောလိုက်ပါတယ်။နောက်တစ်မနက်မှာတော့ရှန်ရာရဲ့မိခင်ကနှလုံးရောဂါနဲ့အသေးအံဖြစ်ပြီးဆေးရုံကိုရောက်နေရကြောင်းရှန်နာကဘာလာတို့အားလုံးကိုခေါ်ပြီးတော့ဆေးရုံကိုလိုက်သွားခဲ့ပါတယ်။ပွဲရောက်တော့အမေပိစုနဲ့တွေ့ပြီးသူ့ရဲ့အဖေဘာလာကိုအကြောင်းစုံကိုရှင်းပြလိုက်ပါတယ်။ဒီလိုနဲ့ဘေမာကဘာလာနဲ့တွေ့ရတာကြောင့်ပျော်နေခဲ့ကသူ့ရဲ့အမားတွေအတွက်တောင်းပန်နေရင်းနဲ့ဒီမာနေပြီးဆုံးသွားခဲ့ပါတယ်။